လှိုင်းလုံးကြီးတွေကြားထဲမှာအဖိုးအိုရဲ့လှေလေးကအရှုပ်ကလေးတရုပ်လိုပဲဗျာဒါပေမဲ့အဖိုးအိုကတော့မကြောက်ဘူးနတ်သမီးလေးပေးထားတဲ့လက်စွပ်လေးကိုတင်းတင်းဆုပ်ကန်ရင်းပင်လေပြင်ထဲကိုဒိုင်ပင်ထိုးဆင်းလိုက်ပါတော့တယ်အံ့ဩစရာပါဗျာရေအောက်ထဲရောက်သွားတဲ့အခါမှာအဖိုးအိုဟာရေပေါ်မှာလိုပဲတက်တောင့်တက်တာအသက်ရှူလို့ရနေတယ်ရေအောက်ကဘာကြီးကတိတ်ကိုလှတာဗျာရောင်စုံတန်တာကြောက်တန်းတွေမီးအိမ်လေးတွေလိုလဲနေတဲ့ငါးလေးတွေကအဖိုးအိုကိုလမ်းပြပြီးနေတယ်လို့ပဲအဖိုးအိုဟာဟိုးအောက်ခြေကိုဆင်းရင်နဲ့နောက်ဆုံးမှာတော့လင်းထိန်နေတဲ့ဂူကြီးတစ်ခုရှေ့ကိုရောက်သွားတယ်အဲဒီဂူထဲမှာလာရောင်ပလဲရှိတာပေါ့ဒါပေမဲ့ဂူဝမှာတော့တိတ်ကိုကြောက်စရာကောင်းတဲ့ရေပွဲကြီးတစ်ကောင်ကစောင့်နေတာဗျာသူ့ရဲ့မျက်လုံးကြီးတွေကနီရဲနေပြီးလက်တံကြီးတွေကလည်းအဖိုးအိုကိုရစ်ပတ်ဖို့ပြင်းနေတာပေါ့လူသားမင်းဒီကိုဘာလာလောက်တာလဲဒီပလဲကငါ့ရဲ့အဆောင်လျှော့ပဲရေပွဲကြီးရဲ့အတန်းကရေအောက်မှာဟိန်းထွက်သွားတယ်အဖိုးအိုကကြောက်နေပဲအကျိုးအချောင်းကိုပြောပြတာပေါ့ကျွန်တော်မျိုးဒီပလဲကိုခိုးဖို့လာတာမဟုတ်ပါဘူးတစ်ပင်မနေတဲ့နတ်သမီးလေးရဲ့အသက်ကိုကယ်ဖို့လာတာပါရေပွဲကြီးကခဏလောက်ငြိမ်သွားပြီးမှကောင်းပြီဒါဆိုရင်ငါမင်းကိုစမ်းတက်မယ်မင်းရဲ့စိတ်နှလုံးဟာတကယ်ပဲဖြူစင်ရဲ့လားဆိုတာသိရအောင်မင်းမရှိသမျှအရာအားလုံးတွေကတန်ဖိုးအရှိဆုံးအရာတစ်ခုကိုငါ့ကိုပေးနိုင်မလားလို့မေးလိုက်တယ်အဖိုးအိုမှာဘာရှိမှလဲဗျာသူစဉ်းစားလိုက်တယ်သူ့မှာရွှေငွေတွေမရှိဘူးဒါပေမဲ့သူ့မှာရှိတာတစ်ခုပဲရှိရဲ့အဲ့ဒါကတော့သူ့ဇနီးတဲ့ကွယ်လွန်ခါနီးမှာပေးခဲ့အမှတ်တရဆွဲကြိုးလေးပေါ့အဖိုးအိုကဒီဆွဲကြိုးလေးကိုဘယ်တော့မှမချွတ်ပဲအမြဲဝစ်ထားတာအဖိုးအိုမျက်ရည်ကျသွားတယ်ဗျာဒါကသူ့ဘဝရဲ့တူးသီးသောအဖို့ပဲလေဒါပေမဲ့နတ်သမီးလေးရဲ့အသက်ကိုကယ်ဖို့အတွက်ဆိုရင်အဖိုးအိုကဆွဲကြိုးလေးကိုဖြည်းဖြည်းချင်းချွတ်လိုက်ပြီးရေပွဲကြီးကိုကန်ပေးလိုက်တယ်ရော့ဒါကျွန်တော်ရဲ့အသက်ထက်တန်ဖိုးထားတဲ့အရာပါသမီးလေးကိုကယ်ဖို့အတွက်ဆိုရင်ကျွန်တော်ဘာမဆိုစတဲ့နိုင်ပါတယ်အဖိုးအိုပေးလိုက်တဲ့ဆွဲကြိုးလေးကရေပွဲကြီးရဲ့လက်ထဲရောက်သွားတဲ့အချိန်မှာပဲရုတ်တရက်ရေပွဲကြီးကပျောက်ကွယ်သွားပြီးဂူကြီးတစ်ခုလုံးကစူးရှာတဲ့အလေးနားနေနဲ့ပြည့်သွားပါတော့တယ်အဖိုးအိုရဲ့ရှေ့မှာတော့လော့ရောင်ပလဲကလေထဲမှာဝဲနေတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဖိုးအိုနောက်ကနေရွာသားတွေရဲ့လှေတွေရောက်သွားတာကိုရေပေါ်ကနေလှမ်းမြင်လိုက်တာတယ်ရွာသားတွေကအဖိုးအိုနောက်ကိုလိုက်ပြီးပလဲကိုလူဖို့ကြိုးစားနေကြပြီဗျာအဖိုးအိုဟာပလဲကိုယူပြီးကမ်းခြေကိုအချိန်မီကျွင်ရောက်ပါမလားရွာသားတွေကပလဲကိုလူသွားနိုင်မလား